သူမဘေးကတဲကလုံးဝလွတ်နေတယ်။သူမရဲ့အပေါင်းပါတွေအားလုံးပျောက်ကွယ်သွားကြတယ်။သူမအပြင်ကိုထွက်လိုက်ပြီးသူမမျက်စိရှိမှပဲကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုပေါ်လာတယ်။မှောင်မိုက်နေတဲ့ညမှာရွာသားတွေကရှေးဟောင်းရက်ဆက်တဲ့ရေပူဇော်ပွဲတစ်ခုကိုလုပ်နေကြတယ်။အကြီးကဲကပိတ်ထားတဲ့ကြိုးကိုဖြုတ်လိုက်တဲ့အချိန်မှာပဲနှစ်တရာကြာအောင်ပိတ်လောင်ထားတဲ့ဆုံးမရဲ့ဝိညာဉ်ကရုတ်တရက်ပေါ်လာပြီးရွာသားတွေကိုရဲရဲဆက်ဆက်တက်ဖြတ်ဖို့အလောတကြီးတိုးဝင်သွားတယ်။အဲ့ဒီမှာဘာလဲမင်းရဲ့ဇက်တိုက်ဖြစ်လာတဲ့အိမ်မက်ဆိုးနှစ်ခုနဲ့မြင်ကွင်းတွေကြောင့်ဒီကျုံးမှာဝတ်ထားတဲ့အကြောင်းရင်းရှိနေတယ်ဆိုတာအယုံတေချာပေါက်သိလိုက်တယ်။သွေးစွန်းတဲ့တမိုင်းကြောင်းထူးဆန်းတဲ့ဖြစ်ရပ်တွေအားလုံးကပိတ်လောင်မှုပြတ်သွားတဲ့ရာစုနှစ်ကြာဆုံးမရဲ့ကျိန်စာကြောင့်ဖြစ်တာပဲ။ဒီအချိန်မှာတော့တောထဲကိုခိုးထွက်သွားတဲ့တောက်ရှိကတော့ဆက်ပြီးမိုက်ယူရဲလုံနေတော့မယ်။သူကကြောက်ကူကူတောင်မယုံမသေးလှုပ်လိုက်သေးတယ်။ဒီလှုပ်ရက်ကြောင့်အာယုံခံစားမှုထက်မြက်တဲ့ဆုံးမကိုချက်ချင်းဒေါသထွက်သွားစေတယ်။သူမရဲ့ရည်စားသူမမျက်စိရှိမှပဲပျောက်ကွယ်သွားတာကိုမြင်လိုက်ရတဲ့ကေတီကအယမ်းကြောက်သွားပြီးစိတ်တက်ကြသွားတယ်။သူမကတဲကိုပြန်ရောက်အောင်သွားပြီးဖြစ်ခဲ့တာတွေကိုလူတိုင်းကိုပြောပြလိုက်တယ်။ကြောက်လန့်လွန်းလို့သူမဘာပြောမှန်းတောင်မသိတော့ဘူး။ခုနကဖြစ်ပျက်ခဲ့တဲ့ကြောက်စရာကောင်းတဲ့မြင်ကွင်းကိုသူမရှင်းရှင်းလင်းလင်းမပြောပြနိုင်ဘူး။သတင်းကြားချင်းဘယ်သူမှတစ်စက္ကန့်တောင်အချိန်မဖြုံးရဲကြဘူး။အဖွဲတစ်ခုလုံးချက်ချင်းလှုပ်ရှားလိုက်ကြတယ်။တောထဲမှာတောက်ရှိကိုရှာဖို့အလောတကြီးလုပ်ပေမဲ့နေရာတိုင်းကိုရှာပြီးတညလုံးရှာတဲ့အထိသူ့ရဲ့အရေးရောင်တောင်မတွေ့ခဲ့ဘူး။သူကလေထဲမှာပျောက်သွားတယ်လို့မျိုးကျွန်းပေါ်ကနေလုံးဝပျောက်ကွယ်သွားတယ်။ရှာမတွေ့တဲ့အတွက်အဖွဲတစ်ခုလုံးစိတ်တက်ကြသွားကြတယ်။လူတိုင်းရဲ့စိတ်ပိုင်းဆိုင်ရာကပြိုလဲလူနီးပါးဖြစ်နေတယ်။သူတို့ရဲ့တခုတည်းသောရှင်တန်လိုတဲ့စိတ်ကဒီအန်ရများတဲ့ကျွန်းကနေမြဲမြဲထွက်သွားဖို့ပဲ။သူတို့စိတ်ပြက်နေတဲ့အချိန်မှာပဲပင်လယ်ဘက်ကနေဆက်လေတန်ကြားလိုက်ရတယ်။လမ်းပြရဲ့ကယ်ဆယ်ရေးဆက်လေကပေါ်လာပြီးအမောင်ဆုံးအချိန်မှာအသက်ကယ်ဆယ်ရာကျူတစ်ချောင်းကိုမြင်လိုက်ရတယ်လို့လူတိုင်းရဲ့စိတ်ထဲမှာမျှော်လင့်ချက်တွေပြန်ဝင်လာတယ်။သူတို့ကလာနေတဲ့လှေကိုစိုက်ကြည့်ပြီးအကယ်တင်ခံရဖို့စောင့်နေကြပေမဲ့ကံကြမ္မာရဲ့ရက်စက်မှုကတစ်ခုပြီးတစ်ခုကြားရောက်လာတယ်။ဆက်လေကကမ်းနားကိုရောက်တဲ့အချိန်မှာပဲဘာတတိပေးချက်မှမရှိပဲပြင်းပြင်းထန်ထန်ပောက်ကွဲသွားတယ်။လေတစ်ခုလုံးပျက်စီးသွားပြီးချက်ချင်းနစ်မြုပ်သွားတယ်။ဒီရုတ်တရက်ပောက်ကွဲမှုကသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုလုံးဝဖျက်ဆီးလိုက်တယ်။စိတ်ပြတ်အားငယ်မှုကိုတော့မခံစားရသေးခင်မှာပဲသူတို့ထပ်ပြီးကြောက်စရာကောင်းတဲ့ချက်ကိုတွေးလိုက်ရတယ်။သူတို့အဖွဲ့တွေကနောက်တစ်ယောက်လည်းဘယ်ချိန်ကလေးကပျောက်သွားမှမသိတော့ဘူး။မရက်မနာပျောက်ဆုံးမှုတွေပောက်ကွဲမှုတွေထူးဆန်းတဲ့ဖြစ်ရပ်တွေအားလုံးကအာယုံကိုရှင်းရှင်းလင်းလင်းဖြစ်သွားစေတယ်။သူတို့ဆက်ပြီးတေမဲ့ရက်ကိုထိုင်ဆောင်နေလို့မဖြစ်တော့ဘူး။သူမကသူမရဲ့အပေါင်းပါတွေကိုသူမတွေ့ခဲ့တဲ့အိမ်မက်ဆိုးတွေမြင်ကွင်းတွေနဲ့ဆုံးမရဲ့ဝိညာဉ်အကြောင်းအကုန်ပြောပြလိုက်တယ်။သူတို့ရဲ့ဒုက္ခတွေအားလုံးကသူတို့ကိုယ်တိုင်ဖျက်ဆီးလိုက်တဲ့ရာစုနှစ်ကြာကျိန်စာနဲ့ဆက်ဆက်နေတာဖြစ်ပြီးရှင်တန်ဖို့နဲ့တည်တည်ချင်းတရားရဲ့စက်ဝန်းကိုဖျက်ဆီးဖို့သူမတေချာပေါက်ပြောလိုက်တယ်။အဖွဲ့ကသူတို့ကိုယ်တိုင်ပဲဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့ကစွန့်ပစ်ထားတဲ့ရွာကိုပြန်သွားကြတယ်။သူတို့ကဖြုတ်ထားတဲ့ပိတ်စကြိုးတွေကိုဂယုတစိုက်ပြန်တက်ဆင်လိုက်တယ်။သူတို့ကရုပ်သေးရုပ်တွေပေါ်ကရေးချစ်ထားတဲ့စာတွေနဲ့အစွန်းထင်းတွေကိုတေချာပြန်တန်းဆင်လိုက်တယ်။ပိတ်ထားတဲ့အတားအဆီးတွေကိုပြန်ပြင်ဖို့သူတို့လုပ်နိုင်တာအားလုံးလုပ်ခဲ့တယ်။သူတို့ရဲ့တခုတည်းသောလွတ်မြောက်လန်းကဆုံးမရဲ့ဝိညာဉ်ကိုရှာပြီးရာစုနှစ်ကြာမကျေနပ်ချက်တွေကိုဖြည့်ရှင်းတာကျိန်စာကိုလုံးဝဖျက်ဆီးဖို့ပဲဆိုတာသူတို့ကောင်းကောင်းသိတယ်။မဟုတ်ရင်တော့သူတို့အားလုံးဒီကျုံးပေါ်မှာပဲတည်သွားလိမ့်မယ်။အာယုံရဲ့အိမ်မက်ထဲကအပိုင်းအစတွေနဲ့မှတ်ညံတွေကိုလိုက်ပြီးသူတို့တောက်ရှိကြောက်ကူကိုကန်ချခဲ့တဲ့နေရာကိုရှာတွေ့သွားတယ်။ဒါကရွာသားတွေကဆုံးမရဲ့ခင်ပွန်းကိုအရင်ကမြင်မြုပ်ထားတဲ့နေရာပဲ။အာယုံကကြောက်တုံးတွေကိုလက်နဲ့ထိလိုက်တယ်။အယိုးထဲထိစိမ့်သွားတဲ့မကောင်းဆိုးဝါးလေးတစ်ခုတောအုပ်ထဲမှာတိုက်ခတ်လာတယ်။သူတို့ပတ်ဝန်းကျင်ကချက်ချင်းမောင်မိုက်သွားပြီးအိမ်မက်ရဲ့အမှန်တရားကိုအတီးပြုဖို့နဲ့ကျိန်စာရဲ့နောက်ွယ်ကအမှန်တရားကိုရှာဖွေဖို့သူတို့ဆုံးဖြတ်လိုက်တယ်။သူတို့ချက်ချင်းပဲမြေကြီးကိုတူးလိုက်ကြတယ်။မြေကြီးကိုရှင်းလိုက်တဲ့အခါမြေအောက်မှာမြုပ်ထားတဲ့အယိုးစုကိုတွေးလိုက်ရပြီးအာယုံရဲ့အိမ်မက်တွေကအိမ်မက်တက်မဟုတ်ဘူးဆိုတာသိချသွားတယ်။အာယုံရဲ့လက်ချောင်းတွေကအယိုးကိုထိလိုက်တဲ့အချိန်မှာပဲနှစ်ရာကြာမြုပ်ထားတဲ့တမိုင်းနဲ့မကျေနပ်ချက်တွေကသူမရဲ့စိတ်ထဲကိုရောက်လာတယ်။ရာစုနှစ်ကြာကျိန်စာရဲ့အမှန်တရားကနောက်ဆုံးတော့လုံးဝပေါ်လာတယ်။လွန်ခဲ့တဲ့နှစ်ရာကဒီကျွန်းကငြိမ်းချမ်းပြီးအေးချမ်းတယ်။မော်လီလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ဒီမှာနေတယ်။သူမကနူးညံ့ပြီးကျင်နာတက်ကစိတ်သဘောထားဖြူစင်တယ်။ပြီးတော့သူမဝေးလံတဲ့အရက်ကလာတဲ့ကုန်တယ်တစ်ယောက်နဲ့ဆုံခဲ့တယ်။သူတို့တစ်ချက်ချင်းဆွဲလန်းသွားကြပြီးတစ်ယောက်နဲ့တစ်ယောက်ပိုတိလာကြကမိသားစုတစ်ခုတည်ထောင်လိုက်ကြတယ်။မော်လီကကိုဝင်ရှိလာတယ်။သူမရဲ့ခင်ပွန်းကဒီရရှိလာတဲ့ပျော်ရွှင်မှုကိုအယမ်းတန်ဖိုးထားတယ်။သူကသူတို့ရဲ့မွေးလာမဲ့ကလေးအတွက်အထူးပြုလုပ်ထားတဲ့အယုတ်ကလေးတစ်ယုတ်ကိုကိုယ်တိုင်ရှာပေးခဲ့တယ်။ဒါကပျော်ရွှင်စရာဖြစ်တဲ့။ဒီလိုပျော်ရွှင်စရာ